ဘုရားဟာဖန်ဆင်းရှင်သခင်ဖြစ်ပါတယ်ဘုရားသခင်သည်အလွန်ကြီးမြတ်တော်မူပြီးတကိုးတော်သည်ခတ်သိမ်းသောအရာများထက်ကြီးမြတ်ပါသည်ဘုရားသခင်သည်မိုးကောင်းကင်ကဘာကြီးနှင့်ကဘာလောကထဲ၌ရှိသမျှကိုဖန်ဆင်းတော်မူခဲ့ပြီးဖန်ဆင်းခြင်းလက်ရအလုံးစုံကိုကြည်သောအခါထူးဆန်းအံ့ဩဖွယ်ကောင်းလာပါသည်ဖန်ဆင်းတော်မူသမျှအရာအလုံးသည်ကောင်းမြတ်ပါသည်ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကောင်းမြတ်တော်မူခြင်းနှင့်တကိုးတော်ကိုဖော်ကျူးနေကြပါသည်ဘုရားသခင်သည်အပင်အမျိုးမျိုးနှင့်တိရစ္ဆာန်အမျိုးမျိုးကိုဖန်ဆင်းတော်မူခဲ့ပါသည်ထို့နောက်ဘုရားသခင်သည်မြေမှုန့်ကိုယူ၍ပထမဦးဆုံးသောလူသားကိုပုံသွင်းပြုပြင်တော်မူ၏သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူ၍ထိုလူသားသည်အသက်ရှင်ခြင်းသို့ရောက်လေ၏ဤပထမဦးဆုံးလူယောက်ျား၏အမည်မှာအာဒံဖြစ်သည်ထို့နောက်ဘုရားသခင်သည်အာဒံအတွက်ဇနီးသည်နှင့်အထောက်အမဖြစ်စေရန်အာဒံ၏နံရိုးကိုယူ၍လူမိန်းမကိုဖန်ဆင်းတော်မူ၏သူမ၏အမည်ကဧဝဖြစ်သည်ဘုရားသခင်သည်လူယောက်ျားနှင့်လူမိန်းမအားသူနှင့်ယဉ်ဤစွာမိတ္တာဟာပြုနိုင်ရန်သူ၏တဒံတော်နှင့်အညီဖန်ဆင်းတော်မူခဲ့သည်လူယောက်ျားနှင့်လူမိန်းမသည်၎င်းတို့အတွက်ပြင်ဆင်ထားသောဧဒင်ဟုအမည်ရသည့်သပတိဥယျာဉ်ကြီးထဲ၌ဘုရားသခင်နှင့်အတူပျော်ရွှင်စွာနေထိုင်ခဲ့ကြသည်ကိုယ်နေရာ၌ဆင်းရဲဒုက္ခလည်းမရှိသေခြင်းတရားလည်းမရှိပေဘုရားသခင်ကအာဒံအားသင်သည်အပင်တစ်ပင်၏အသီးမှလွဲ၍အပင်အားလုံး၏အသီးကိုစားနိုင်သည်ထိုပင်မှအသီးကိုစားလျှင်မူးချသေရမည်ဟုပြောခဲ့သည်သို့တော်တနေ့သောအခါနတ်ဆိုးများ၏သခင်ဖြစ်သောစာရမဏေသည်ဧဝကိုသွေးဆောင်ဖျားယောင်းခဲ့သည်သူမသည်အသီးကိုယူပြီးအနှဲငယ်ကိုက်စားလိုက်သည်သူမ၏ခင်မွန်းသည်လည်းထိုအသီးကိုစားခဲ့သည်ဤသို့ပြုခြင်းမှာစာတန်ကိုပို၍ယုံသောကြောင့်ဖြစ်သည်ထိုချိန်မှစ၍ဘုရားသခင်နှင့်ဆက်သွယ်မှုပျက်စီးသွား၏အကြောင်းမှာဘုရားသခင်သည်တန်ရှင်းပြီးပြစ်သားများသည်ရှေ့တော်၌အသက်မရှင်နိုင်၍ဖြစ်သည်ထိုကြောင့်ဘုရားသခင်သည်အာဒံနှင့်ဧဝအားဧဒင်ဥယျာဉ်မှနှင်ထုတ်ခဲ့သည်၎င်းတို့သည်မနာခံခြင်းကြောင့်ကြီးစွာသောရှက်ကြောက်ခြင်းကိုခံစားခဲ့ရပြီးအကျိုးဆက်အနေနဲ့အာဒံဧဝနှင့်၎င်းတို့ရဲ့မျိုးနွယ်အားလုံးဟာနာကျင်မှုနှင့်သိခြင်းတရားကိုခံစားခဲ့ကြရပါသည်တို့ရတွင်ဘုရားသခင်သည်ဂိူးနာတော်အလွန်ကြီးပြီးလူသားများကိုကြီးစွာသောမေတ္တာနှင့်ဆက်လက်ချစ်နေစေဖြစ်သည်လူသားများသူစီပြန်လာဖို့နှင့်မိတ္တာရဖွဲ့ဖို့အတွက်နိလန်းကိုပြင်ဆင်ထားပြီးဖြစ်သည်ဘုရားသခင်ကလူသားတွေခံရမယ့်ပြစ်စီရင်ခြင်းမှကယ်တင်ရန်လူသားတွေခံစားနေရတဲ့အပြစ်နဲ့ရှက်ကြောက်ခြင်းဝေဒနာကိုဖယ်ရှားပေးရန်နဲ့သူနဲ့အတူမိတ္တာဖွဲ့မှုကိုပြန်လည်တည်ဆောက်နိုင်ရန်အစရှိတဲ့သူ့ရဲ့အကြံစီတော်ကိုတမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်ဘုရားသခင်ကသူ့ရဲ့အကြံစီတော်တစ်စိတ်တစ်ပိုင်းကိုပရောဖက်အာဗြဟံအားဖော်ပြခဲ့ပါတယ်အာဗြဟံသည်ဘုရားသခင်အားယုံကြည်ပြီးရိုသေလေးမြတ်ခဲ့သည်ဘုရားသခင်သည်အာဗြဟံအားကောင်းကြီးပေးရန်နှင့်သူအားဖြင့်လူမျိုးတကာတို့အားကောင်းကြီးပေးမည်ဟုဂတိတော်ပေးခဲ့သည်ဘုရားသခင်သည်အာဗြဟံမျိုးနွယ်အားသမုဒ္ဒရာသဲလုံးနှင့်မျှမကမိုးကောင်းကင်ရှိကျဲများအရေးအတွက်မကတိုးပွားများပြားစေမည်ဟုဂတိပေးခဲ့သည်အာဗြဟံသည်ဘုရားသခင်အားယုံကြည်ခဲ့သည်ထိုယုံကြည်ခြင်းကြောင့်ပင်ဘုရားသခင်ကသူ့အားဖြောင့်မတ်သူအဖြစ်သတ်မှတ်ခဲ့သည်သူ၏မိတ်ဆွေအဖြစ်လည်းသိမှတ်ပြုခဲ့သည်ဒီနေ့တွင်ဘုရားသခင်ကအာဗြဟံသည်သူ့အားယုံကြည်ခြင်းရှိမရှိနာခံခြင်းရှိမရှိသိရန်စမ်းသပ်ခဲ့သည်ဘုရားသခင်ကအာဗြဟံအားသူ၏သားကိုရစ်ပူဇော်ရန်တောင်းဆိုခဲ့သည်အာဗြဟံသည်မျိုးနွယ်ကိုများပြားစေမည်ဟုသောဘုရားသခင်၏ဂတိတော်သည်ဤတူးတီသောသားအဖင်သာပြည့်စုံနိုင်ကြောင်းသိရှိနားလည်ထားသည်တို့ရတွင်သူသည်ဘုရားသခင်အားယုံကြည်ကိုးစားပြီးနာခံခဲ့သည်ထို့ကြောင့်အာဗြဟံသည်သူ၏သားအားဘုရားသခင်ထံရစ်ပူဇော်ရန်ပြင်ဆင်ခဲ့သည်အာဗြဟံသည်သူ၏ဓာတ်ကိုကိုင်နှောက်လိုက်သည်တို့ရတွင်ဘုရားသခင်ကအာဗြဟံသင်၏သားကိုမထိခိုက်စေနှင့်သင်သည်ငါ့ကိုကြောက်ရွံ့ကြောင်းနှင့်ငါစကားကိုနာခံရန်အသင့်ရှိကြောင်းကိုငါသိပြီအာဗြဟံသည်အနီးတွင်တိုးထီးတစ်ကောင်ကိုတွေ့ရှိခဲ့သည်ယင်းတိုးထီးဥကြိုသည်ထုံတိုင်းညှိနေသည်ထိုအခါအာဗြဟံသည်ဘုရားသခင်ပြင်ဆင်ပေးထားသောတိုးထီးကိုယူ၍၎င်း၏သားအစာရစ်ပူဇော်လေသည်ဘုရားသခင်ကအာဗြဟံ၏သားအစာရစ်ကောင်အဖြစ်တိုးထီးတစ်ကောင်ကိုပြင်ဆင်ထားပေးခြင်းအပြင်သူ၏လူများပေါ်တွင်ထားသောမေတ္တာကိုအာဗြဟံအားပြသခဲ့သည်ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည်သားများပေါ်ထားရှိသောဖခင်ကောင်းတူ၏မေတ္တာနှင့်တူသည်ဤဖြစ်ဖြစ်အားဖြင့်ဘုရားသခင်သည်လူသားများအစာရစ်ကောင်အဖြစ်အသေးခံပေးမိသူတူကိုပြင်ဆင်ထားသည့်အကြံအစီရှိကြောင်းဖွင့်ပြခဲ့သည်